ပူပြင်းတဲ့နွေရာသီမှာအေးအေးချမ်းချမ်းရှိတဲ့ပင်လယ်ကမ်းခြေတစ်ခုပေါ့ဆင်းရဲသားမိသားစုကလေးတဦးဖြစ်တဲ့မိုးကောင်းကင်ဟာမိသားစုအတွက်ငါးမုံနဲ့အကြော်ရောင်းဖို့ကမ်းခြေဘက်ကိုထွက်လာခဲ့တယ်။သူမဟာလမ်းလျှောက်ရင်းနဲ့ရေစီးထဲကငါးကောင်းကောင်းတစ်ကောင်ဖမ်းမိမယ်လို့အိမ်မက်မက်နေမိတယ်။ပင်လယ်ကမ်းဆက်မှာရေနှမ်းစိတ်နေတဲ့လှိုင်းတွေကြားကသူမတကယ်ပဲအံ့ဩစရာကောင်းတဲ့ငါးတစ်ကောင်ကိုဖမ်းမိသွားတယ်။ဒီငါးဟာလူသားအတန်နဲ့ပြောနိုင်တဲ့ငါးဖြစ်နေတယ်။ ကျေးဇူးပြုပြီးကျွန်တော်ကိုပြန်လွှတ်ပေးပါနောက်တစ်ခါတင့်အတွက်တန်ဖိုးရှိတဲ့အရာတစ်ခုပြန်ပေးပါမယ်မိုးကောင်းကင်စဉ်းစားမိတယ်ဒီငါးကိုရောင်းရင်ငွေရမယ်ဒါပေမဲ့အဖေဟာပင်လယ်ထဲမှာပျောက်ဆုံးသွားချိန်ကတည်းကသူတင်ပေးခဲ့တဲ့ငါးတွေရဲ့အသက်ကိုလေးစားပါဆိုတဲ့သင်ခန်းစာကိုသတိရမိတယ်ပြုံးရင်းနဲ့ငါးလေးကိုပြန်လွှတ်ပေးလိုက်တယ်ညဘက်အိမ်နေစဉ်ငါးလေးကအိမ်မက်ထဲဝင်လာပြီးမင်းရဲ့ကျင်နာမှုကိုကျေးဇူးတင်တယ်မနှက်ဖြန်မှာတင်းဘဝအတွက်တန်ဖိုးရှိတဲ့အရာရလိမ့်မယ်လို့ပြောသွားတယ်မနက်မိုးလင်းတော့ကမ်းခြေမှာခြံထားခဲ့တဲ့ပုံထဲမှာရွှေငါးပန်းတစ်ကောင်ဆန်စီငရုတ်သီးနဲ့အတူစာရိုလေးတစ်စောင်ကျင်နာမှုနဲ့လုပ်တဲ့အရာတိုင်းတန်ဖိုးနဲ့ပြန်လာတတ်တယ်။တဲတဲကငါးလေးအဲ့ဒီနေ့ကစပြီးမိုးကောင်းကင်တို့မိသားစုမှာစာလောင်တဲ့နေ့တွေပျောက်ကွယ်သွားတယ်။တက်ရှိတတဝါတိုင်းမှာတန်ဖိုးရှိပါတယ်။ကျင်နာစွာဆက်ဆံမှုတစ်ခုဟာမျှော်လင့်မထားတဲ့အချိန်မှာအံ့ဩစရာကပြန်လာနိုင်ပါတယ်။